မင်္ဂလေးတယောက်ကသူ့ရဲ့ကိုယ်ပိုင်အလောင်းကိုသူမျက်စိရှေ့မှာမြင်လိုက်ရတယ်။အဲ့ဒီအလောင်းမှာကထက်မြက်တဲ့မိန်းမတယောက်ကဖျက်တောက်ထားတဲ့လက်တစ်ဖက်လည်းရှိနေတာပေါ့။ဒါအပြင်အဲ့ဒီထက်မြက်တဲ့မိန်းမကအလောင်းရဲ့မျက်နှာကိုလည်းဓာတ်စားနဲ့ပက်ထားခဲ့တယ်။ဘာလို့လဲဆိုတော့ဘယ်သူမှဒီအလောင်းရဲ့အစစ်အမှန်ကိုမမှတ်မိနိုင်အောင်လို့ပေါ့။ပြီးတော့သူကသူ့ယောက်ျားနဲ့အတားအဆီးမရှိဘဲနေနိုင်အောင်လို့လေ။ဒါပေမဲ့နောက်တစ်နေ့မနက်မှာတော့ဒီသတင်းကမင်္ဂလေးရဲ့ရဲအရာရှိယောက်ျားစီကိုရောက်သွားခဲ့တယ်။သူလည်းချက်ချင်းပဲအခင်းဖြေဖွားရနေရကိုစုံစမ်းဖို့ရောက်လာခဲ့တာပေါ့။သူ့ကိုမြင်လိုက်ရတော့မင်္ဂလေးကအရန်ကိုစိတ်လှုပ်ရှားသွားပြီးချက်ချင်းပဲပြေးဖက်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့သူမကကိုယ်တိုင်တေဆုံးနေပြီဆိုတာမိတ်နေခဲ့တာပေါ့။သူ့ယောက်ျားရဲ့ရှေ့ထဲမှာရက်နေခဲ့ပြီးမဲ့ဘာစကားမှပြောလို့မရနိုင်ခဲ့ဘူး။ယောက်ျားဖြစ်သူကအခင်းဖြစ်သွားရနေရကိုစစ်ဆေးတဲ့အခါမှာတော့ဒီအလောင်းကတခြားပျောက်ဆုံးနေတဲ့မိန်းမတယောက်ရဲ့အလောင်းလိုပဲထင်ခဲ့တာပေါ့။ဒီစကားကိုကြားလိုက်ရတော့မင်္ဂလေးကပို့ပြီးတော့စိတ်လှုပ်ရှားခဲ့တယ်။သူမကတအားအော်ဟစ်ပြီးလူတိုင်းကိုသူ့ကိုတတ်ခဲ့တဲ့သူကသူ့ယောက်ျားရဲ့ရီးစားဟောင်းဖြစ်ကြောင်းပြောပြဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ဘသူမှသူမရဲ့အတန်ကိုမကြားနိုင်ခဲ့ဘူး။ဒါပေမဲ့ယောက်ျားဖြစ်သူရဲ့လှုပ်ဖော်ခွိုင်ဖက်ကမိန်းမရဲ့တေဆုံးချိန်ဟာနေ့တစ်ကူဆိုးဖို့လုပ်နေတဲ့ည7 နာရီမှလို့ပြောပြလိုက်တဲ့ချိန်မှာတော့ယောက်ျားဖြစ်သူကမင်းညကသူ့စီကိုရောက်လာခဲ့တဲ့ဖုန်းခေါ်ဆိုမှုကိုချက်ချင်းသတိရသွားခဲ့တယ်။သူ့မိန်းမကသူ့ကိုဖုန်းဆက်ပြီးအကူအညီတောင်းခဲ့တာကိုပေါ့။ဒါပေမဲ့အဲ့ဒီချိန်တုန်းကယောက်ျားဖြစ်သူကသူ့မိန်းမကအကြောင်းမဲ့ဒရာမာလုပ်နေတယ်လို့ပဲထင်ခဲ့တာပေါ့။ဘာလို့လဲဆိုတော့သူကနှစ်တစ်ကူညမှာသူ့ရီးစားဟောင်းနဲ့နှစ်တစ်ကူကိုဆင်နွှဲချင်လို့အိမ်ပြန်မလာခဲ့တာကြောင့်လေ။ဒါကြောင့်သူကသူ့ရီးစားဟောင်းစီကိုသွားဖို့လမ်းပေါ်မှာရှိနေခဲ့တာပေါ့။ဒါပေမဲ့သူ့ရဲ့ပေါ်စားမှုကသူ့ကိုယ်ပိုင်ဇနီးရဲ့အဘက်ကိုဆုံးရှုံးစေလိမ့်မယ်လို့သူမသိခဲ့ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီချိန်တုန်းကလူသက်သမားကမင်္ဂလေးရဲ့ရှေ့ထဲမှာရက်နေခဲ့လို့လေ။မင်္ဂလေးကအကူအညီတောင်းပြီးအော်ဟစ်နေခဲ့ပေမဲ့ယောက်ျားဖြစ်သူကကဲတင်းဖို့ရောက်မလာခဲ့ပါဘူး။ပြီးတော့သူ့ရဲ့စိတ်မမှန်တဲ့ရီးစားဟောင်းကမင်္ဂလေးကိုဓာတ်နဲ့ထိုးပြီးတတ်ခဲ့တာပေါ့။ဒါပေမဲ့ယောက်ျားဖြစ်သူကအဲ့ဒီအလောင်းကတခြားလူတစ်ယောက်ရဲ့အလောင်းမဟုတ်ပဲသူ့ကိုယ်ပိုင်ဇနီးရဲ့အလောင်းဆိုတာကိုမသိခဲ့ပါဘူး။သူတို့အလောင်းကိုမူခင်ဆေးပညာဌာနကိုယူသွားတဲ့အခါမှာတော့မျက်နှာကဓာတ်စားနဲ့လုံးဝလောင်ကျွမ်းနေတာကိုတွေ့ခဲ့ရတယ်။ဒါကြောင့်ဘသူဆိုတာအတီးဖြူဖို့ခက်ခဲနေခဲ့တာပေါ့။ဒါကြောင့်သူတို့ကမျက်နှာပြန်လဲတီးဆောက်ရေးကျွမ်းကျင်သူတစ်ယောက်ကိုခေါ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဒီချိန်မှာတော့ယောက်ျားချစ်သူကဘာလို့လူတက်သမားကမိန်းမရဲ့လက်ကိုဖျက်တောက်ခဲ့တာလဲဆိုပြီးရှုပ်ထွေးနေခဲ့တယ်။ဒါပေမဲ့ပြီးခဲ့တဲ့တစ်ချိန်ကသူ့မိန်းမကသူ့ကိုကယ်တင်ဖို့ဓာတ်ကိုလက်နဲ့ကာကွယ်ခဲ့ဘူးတာကိုသတိရသွားခဲ့တယ်။အဲဒါကြောင့်သူ့လက်မှာနှက်ဆိုင်တဲ့အမာတို့တကူရှိနေခဲ့တာကိုပေါ့။ဒီကြောင့်ကိုသတိရလိုက်တာနဲ့သူတုံ့လုံပါပြီးချက်ချင်းတည်းသူ့မိန်းမရဲ့နာမည်ကိုအော်ခေါ်လိုက်တယ်။ဒီနောက်ဘာတွေဆက်ဖြစ်မလဲဒီချိန်ရတော့ဒီဗီဒီယိုလေးကို like လုပ်သွားပေးပါဦး